မင်္ဂလာပါရှင်ရတာဆုံ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အချစ်နဲ့တေမင်းကြားကခိုင်မြဲတဲ့တန်ရောစင်တစ်ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပါတခါတလေမှာအချစ်ဆိုတာတေဆုံးချင်းရဲ့နောက်ွယ်အထိလိုက်ပါသွားတတ်သလားအခုတင်ဆက်ပေးမယ်တေမင်းခွဲတော်လေးမကွေးသောတန်ရောစင်ဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ကြည့်လိုက်ရအောင်ရှင်လွန်ခဲ့တဲ့တစ်နှစ်ကဒီလိုမိုးရွာတဲ့ညမျိုးမှာပဲထမ်းမြတ်တစ်ယောက်သူ့ရဲ့ချစ်သူမိုးကိုထာဝရအတွက်ဆုံးရှုံးခဲ့ရတယ်ကားအက်ဆီဒန့်တစ်ခုကသူတို့နှစ်ဦးရဲ့မင်္ဂလာပွဲရဲ့နီးမှမိုးကိုအဝေးဆုံးကိုခေါ်ဆောင်သွားခဲ့တာပါဒါပေမဲ့ထမ်းမြတ်ကတော့မိုးတကယ်တည်သွားပြီဆိုတာကိုလက်မခံနိုင်သေးပဲသူတို့နှစ်ယောက်အတူနေခဲ့တဲ့တိုက်ခန်းလေးမှာပဲတယောက်ထေဆက်နေထိုင်ခဲ့ပါတယ်မောမင်းရှိနေတော့ကဒီအခန်းလေးကနှွေးထွေးခဲ့တာအခုတော့မင်းမရှိတော့တဲ့နောက်ပိုင်းဒီအခန်းထဲမှာဘာလို့ဒီလောက်တောင်အေးဆက်နေရတာလဲကွာထမ်းမြဟာကတင်ပေါ်မှာထိုင်ရင်မိုးရဲ့ထပ်ပုံလေးကိုကင်ကြည့်နေမိတယ်။အဲ့ဒီအချိန်မှာထူးဆန်းတဲ့ခန်းစားချက်တစ်ခုရလာတယ်။သူ့ရဲ့ပခုံးပေါ်ကိုအေးဆက်တဲ့လက်ချောင်းလေးတွေကအသားအရလာတင်လိုက်တယ်လို့မျိုးပဲ။သူလှဲကြည့်လိုက်ပြီမယ်။ဘယ်သူမှမရှိဘူး။ဒါပေမဲ့အခန်းထဲမှာမိုးသုံးလေးရှိတဲ့နှင်းစီရနံ့လေးကတင်းပြန်လာတယ်မိုးလာဟိမင်းရောက်နေတာလားရှုပ်တရက်အခန်းထောင်ကမှန်တင်ခုံပေါ်ကမှန်နေမှာအရှိတ်တစ်ခုပေါ်လာတယ်ဖြူဖြော်နေတဲ့မျက်နှာဆူရွှဲနေတဲ့စပင်တွေနဲ့ကောင်မလေးတစ်ယောက်အဲ့ဒါမိုးပါပဲဒါပေမဲ့သူမရဲ့ပုံစံကအသက်ရှိစဉ်ကထက်အများကြီးပိုပြီးခြောက်ခြားဖို့ကောင်းနေတယ်။သူမရဲ့မျက်လုံးတွေထဲမှာသွေးရောင်တွေလွှမ်းနေပြီးထက်မြက်ကိုစိုက်ကြည့်နေတယ်။ကိုနှုတ်ဆက်ဖို့မူလာခဲ့တာအခန်းထဲကမိတီတွေဟာတပြက်ပြက်နဲ့ငြိမ်သွားလိုက်လင်းလာလိုက်ဖြစ်နေပြီလီပြင်းတွေကပတင်းပေါက်ကနေထိုးဝင်လာတယ်မိုးကထမ်းမြတ်ရဲ့အနာကိုတက်ရွေကပ်လာတယ်သူမရဲ့ပုံစံကကြောက်စရာကောင်းပေမဲ့သူမရဲ့အကြည့်တွေထဲမှာတော့ချစ်ချင်းမြတ်တာတွေပြည့်နေတော့မယ်မိုးသွားရတော့မယ်ကိုဒါပေမဲ့မိုးစိတ်မချဘူးကိုဂယုဆိုင်မယ်လို့ဂတိပေးပါမိုးကထမ်းမြက်ရဲ့ပါးပြင်ကိုလှမ်းကင်လိုက်တယ်အေးဆက်လုံးနဲ့အထီတွေးကြောင့်ထမ်းမြက်တကိုယ်လုံးတုန်တက်သွားပြီမယ်သူ့မဖယ်လိုက်ဘူးသူ့မျက်လုံးထဲမှာမျက်ရည်တွေပြည့်လာတယ်မသွားပါနဲ့မိုးရေကိုနာမှာပဲနေပေးပါထိုးစင်အခန်းထဲမှာကြောင်မဖွေကောင်းတဲ့ရေတံတစ်ခုကြားလိုက်ရပြီးမိုးရဲ့အရိပ်ကတဖြည်းဖြည်းမေးမှိုင်သွားတယ်ဒါပေမဲ့သူမှမပြောက်ကွယ်ခင်မှာတစ်ခုခုကိုလက်ညှိုးထိုးပြသွားခဲ့တယ်အဲ့ဒါကတော့သူတို့နှစ်ယောက်ရဲ့ဘီတို့အောက်ကလျှို့ဝှက်တစ်သားလေးတစ်ခုပါဟုတ်ကဲ့အခုတင်ဆက်ပေးခဲ့တာကတော့အပိုင်းတစ်ပဲရှိပါသေးတယ်ရှင်ထမ်းမြတ်တယောက်ဘီတို့အောက်ကတစ်တာလေးထဲမှာဘာတွေကိုတွေ့ရှိသွားမလဲမိုးရဲ့ဝိညာဉ်ကရောဘာကိုပြောချင်နေတာလဲနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းနှစ်ကိုဆက်လက်နားဆင်နိုင်ဖို့ကျမတို့ရတဆုံ channel ကို
subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးရှင်ဒီဇလန်လေးကိုသဘောကျတယ်ဆိုရင်လေ like ပေးခဲ့လို့ရပါတယ်အားလုံးပဲကောင်းသောညလေးဖြစ်ပါစေရှင်